မင်္ဂလာပါရှင်ဒီတစ်ခေါက်တော့လေဈေးလေးတန်တဲ့ခြေသားဆက်ဆက်လေးကိုမှအစင်ကိုတသိန်းအောက်ကလေးတွေမင်းနေကြတဲ့မတွေအတွက်ကိုဒါလေးတွေရောင်းပေးမယ် quality အရန်ကောင်းတယ်နှစ်တရာခြေလေးတွေနဲ့ခတ်ပေးထားတာကာလေးတွေတော်တော်များရယ်နော်မတို့ဒီထဲကနေပြီးတော့နှစ်သက်တာလေးတွေကိုရွေးလို့ရတယ်သူ့ရဲ့အပွင့်နေဆိုလို့ရှိရင်စင်တို့ပေါ့နော်စိန်တုံးကိုမှကြက်ချေလေးတွေအဆန်ခွဲကလေးတွေသူကငါးယိုးလိတ်လို့လည်းခေါ်တယ်ပြီးရင်စိန်တုံးအဆန်ခွဲလို့လည်းခေါ်တယ်စိန်ကြက်ချေလို့လည်းခေါ်တယ်ဒါမျိုးစုံပေါ့နော်မျိုးစုံခေါ်ပါလိမ့်မယ်ဒီဟာလေးကြတော့စင်တို့ချားရောင်လေးရှားညိုရောင်လေးနော်လုံးဝကိုညွတ်ကလေးနဲ့ကိုလှတယ်အခန့်ရောင်လေးကအရင်တိုင်းလေးဒါလေးတစ်စုံတော့စင်လဲရှုပ်ဝတ်မှရတော့မယ်တအားလှတယ်အပြင်မှာတွေးတဲ့ဈေးတန်းကမမတို့လုံးဝကိုတန်တဲ့ဈေးပေါ့နော်တန်တဲ့ဈေးလေးနဲ့ရပါမယ်ဒီလိုမျိုးလေးခြေသားလေးကိုမှကာလာလေးကိုစုံနေအောင်ခတ်ပေးထားတယ်အပွင့်လေးတွေပါဒီဒါလေးတွေကြတော့စင်တို့ပေါ့ပပဝတ်မဲ့တူတွေပေါ့နော်ပေါ့ပပတသိန်းအထက်ကြီးကိုလုံးဝမသွားခြင်းဘူးမမတို့ကတော့ daily wear ပဲဝတ်မှာဆိုရင်လည်းအဆင်ပြေတယ်ဒါမျိုးလေးတွေကပွဲသက်ဒီဇိုင်နာကဲတင်ကောင်းလေးနဲ့ချုပ်လိုက်လို့ရှိရင်လည်းမမတို့ပွဲတွေအထိတောင်တက်လို့ရတဲ့အမိတ်တွေဖြစ်တယ်သူရဲ့ကချင်တယ်ရပေါ့နော်ဒါချုပ်ပုံပေါ်မှာအများကြီးမူတည်တယ်ကချင်တယ်လေးတွေကဟိုနားဒီနားသွားရတာလာရတာဆိုတာထက်ပွဲလေးတက်လို့ရလားမရလားဆိုတာလေကိုချုပ်တဲ့ချုပ်ပုံမှာလည်းအများကြီးမူတည်ပါတယ်ရှင်အဲ့ဒါလေးကတော့ချားရောင်လေးပေါ့နော်ဒါလေးဆိုလို့ရှိရင်စင်တို့မိုင်လိုရောင်လေးပါမိုင်လိုလေးလည်းအရန်လှပါတယ်စင်အထည်တိုင်းကိုတော့မပတ်ပြတော့ဘူးဖြန့်ပြလိုက်မယ်ရှင်အပွင့်ပါတယ်ဆိုတာကိုသိအောင်လို့ပါဒါလေးကတော့မိုင်လိုရောင်ကာလာဆက်ကလေးပါနောက်တစ်အုပ်ကတော့စင်တို့အနက်ကလေးဟုတ်ပါတယ်အနက်ခံဆူဆူကလေးဒါလေးလည်းအရန်လှတယ်အနက်ကလေးကတော့စင်ရှိမှာတအုပ်ပဲပေါ့နော်တအုပ်ပဲရပါမယ်ရှင်ဒါလေးကတော့အနက်ခံကလေးပါအကုန်လုံးကတော့အပွင့်နေပါပါတယ်မတို့ခြေသားလေးတွေလည်းအေးလူဝတ်လို့ရတယ်အယောင်လေးတွေကလည်းလုံးဝအရင်လိုင်းလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကော်ပိတ်မကတ်ဖဲနဲ့လည်းချုပ်ဝတ်လို့ရတယ်လို့စမတ်ကြတောက်တီလေးတာဝတ်ရှင်ရင်တော့ကော်ပိတ်ကလေးတာကောက်ဝတ်ပါဒါလေးကတော့ပန်းနီရောင်လေးပါရှင်ပန်းအနီကိုမှသူကလိမ္မော်လိုလာဖောက်ထားတဲ့ကာလာလေးအပြင်ကာလာတော်တော်လေးလှပါတယ်အရန်လှတယ်နော်ပြည့်နေရပဲအပွင့်နေရလေးလုံးဝမြုပ်မြိုင်ပြီးတော့ပြည့်နေရပဲဒါလေးဆိုလို့ရှိရင်ငှက်ပိလေးပါဒီငှက်ပိရောင်လေးဆိုလို့ရှိရင်ထူးထူးခြားခြားလှတဲ့အယောင်လေးပေါ့နော်အရန်ကြိုက်တယ်ဒီအယောင်လေးပါသူ့ရဲ့ကာလာဆက်တွေကစလုံးဝလှတဲ့အယောင်လေးဖြစ်ပါတယ်ရှင်ဒါလေးတစ်အုပ်ရပါမယ်နောက်တစ်အုပ်ကတော့ကျွန်တော်မြင်းချေးရောင်လေးဒီမြင်းချေးလေးဆိုလို့ရှိရင်လည်းအယောင်လုံးဝမချောက်ဘူးဆူဆူကလေးပဲဟုတ်တယ်ဆူဆူကလေးပဲဟုတ်ပါတယ်ရှင်ဒီလိုမျိုးလေးတွေပါဒါလေးလည်းတစ်စုံရပါမယ်နောက်တစ်စုံကြတော့ဒီလိုအယောင်နုလေးဒါအဖြူမဟုတ်ဘူးနော်မမတို့အဖြူမဟုတ်ဘူးဒါလေးကလေဒေါနာပြောရမလားထောပတ်ပြောရမလားခဲစိမ်းပြောရမလားမသိဘူးသူ့ရဲ့အယောင်လေးကတော့လုံးဝဆန်းတဲ့အယောင်လေးပါဒီလိုကာလာလေးဖြစ်ပါမယ်ဒါလေးလည်းတစ်စုံရပါမယ်ရှင်ဒါလေးကတော့ဇင်တို့ဇီးရောင်လေးပါဇင်တို့ဇီးနဲ့ရှားနဲ့ကမတူဘူးနော်ဇီးနဲ့ရှားနဲ့ကမတူပါဘူးရှင်ဇီးရောင်လေးကြတော့နည်းနည်းညိုဘယ်လိုလဲနီတဲ့ဘက်ကိုနီညိုဘက်ကိုပိုတန်းတာပေါ့နော်ရှားရောင်လေးကြတော့ညိုတဲ့ဘက်ကိုပိုတန်းပါတယ်ဒါလေးလည်းတစ်စုံရပါမယ်ရှင်နောက်တစ်စုံကတော့ဒီအယောင်လေးပါဒီအယောင်လေးကြတော့ဇင်တို့အတောက်6လို့ပြောရမလားအုံးခုံရောင်လို့ပဲပြောလိုက်မယ်အဲ့ဒီအယောင်လေးလည်းတစ်စုံပါပါမယ်ရှင်အရန်လှပါတယ်ခြေသားလေးတွေပါပုတ်ပဝတ်လို့အရန်အဆင်ပြေပါတယ်ဒါလေးတွေကလေးစေပုံမှန်ရောင်းတဲ့ရောင်းစေက8000နဲ့မှ8000ပါအခုဒီ profile လေးထဲမှာဒါလေးတွေကို85အထိလေးနဲ့ရပါမယ်ရှင်ဒါလေးကတော့မိုင်လိုကိုမှတော်တော်လှတဲ့အယောင်လေးဖြစ်ပါတယ်ဒီလိုမျိုးလေးဖြစ်ပါမယ်8000နဲ့မှ9000ကျပ်ပါရှင်နှစ်သက်တယ်ဆို screenshot လေးတာရိုက်ပြီးတော့ messenger ကိုလာခဲ့ပေးပါရှင်ဒါလေးဆိုလို့ချင်းငပိကလေးပါငပိကလည်းကာလာလေးတွေမျိုးစုံရှိတယ်ငပိကာလာလေးတွေဒီထဲမှာ3ရောင်4ရောင်လောက်တောင်ပါတယ်ချင်းတယ်အဲ့ဒါလေးတွေ screenshot လေးတေချာရိုက်ပြီးတော့ messenger မှာလာရောက်ဝယ်အားပေးလို့ရပါတယ်ဒီအယောင်လေးတော်တော်လှတယ်ဒါလေးလည်းကာလာဆန်းလေးဟုတ်ပါတယ်သူကတော့ဇင်တို့အပြာပေါ်မှာအစိမ်းဖောက်ထားတဲ့အယောင်လေးကာလာလေးတော်တော်ဆန်းပါတယ်ဒီအယောင်လေးလည်းတစ်စုံရပါမယ်ရှင်နောက်တစ်စုံကတော့ဒါလေးပါအုံးခွန်ရောင်လေးပဲဟုတ်ပါတယ်ဒါအုံးခွန်လို့ပြောရမလားတမင်မွေးလို့ပြောရမလားမသိဘူးတမင်မွေးဘက်ဆိုရင်ပိုအဆင်ပြေရပေါ့နော်ဒီလိုမျိုးလေးဖြစ်ပါတယ်ဒီရောင်လေးလည်းတော်တော်လှတဲ့အယောင်ကလေးပါရှင်နောက်တစ်စုံကတော့ဇင်တို့ရှားရောင်လေးပါဒီရှားလေးလည်းလှပါတယ်ညွန့်ကလေးနဲ့ကိုနှစ်သက်တယ်ဆိုလို့ရှိရင် screenshot လေးတာရိုက်ပြီးတော့ messenger ကိုလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ရှင် Royal Expert ရောက်တဲ့မြို့တိုင်းအိမ်ရောက်ဝယ်ရှေ့ရပါတယ်ကြံမြို့တွေကတော့ငွေကြိုလွှဲပြီးတာနဲ့ဇင်တို့24နာရီအတွင်းကားဂိတ်ချပေးပါတယ်ရှင်ဒါလေးကတော့ဇင်တို့တမင်မွေးရောင်လေးပါနော်ဒါလေးတစ်ထည်နောက်ဆုံးပတ်ပြပေးလိုက်ပါမယ်အကုန်လုံးကတော့လှပါတယ်နှစ်သက်တာလေးတွေကိုဒါ screenshot လေးတာအတိအကျရိုက်ပြီးတော့လာရောက်ဝယ်ယူအားပေးလို့ရပါတယ်နှစ်တရာခြေသားလေးလည်းဖြစ်တယ်ဈေးနှုန်းလေးလည်းအရန်တက်ပါတယ်ရှင်8000နဲ့မှ8000ကိုအခုဒီ profile လေးထဲမှာ8000နဲ့မှ9000ကျပ်အတိလေးပါရှင်